ဒီတစ်ခါပြောပြမှာကတော့ပဆက်ပြောပုံမြင်တစ်ပုဒ်ပါအဲ့ရဝင်ပုံမြင်မဟုတ်ပဲနားနေဆောင်မှာမိသားစုစကားပြောရင်ပြောပြလေးရှိတဲ့ပုံမြင်လေးတစ်ပုဒ်ပေါ့ပုံမြင်လေးအစကတော့ဂျပန်ခေတ်ကစတင်တာပဲရွာတရွာကိုဂျပန်တွေတင်ထားတာပေါ့ပြီးတော့အဲ့ရွာကလောင်းကစားဘက်မှာနာမည်ကြီးတဲ့ရွာပေါ့ဗျာလောင်းကစားဆိုတအားနာမည်ကြီးတော့ဂျပန်တွေတင်ပိုက်ပြီးနောက်ပိုင်းတိတ်ဆိတ်နေတာတရက်ကြတော့လောင်းကစားမလုပ်ရမနေနိုင်တဲ့ရွာသားတွေရွာပြင်ထွက်ပြီးကြက်ခိုးတိုက်တယ်ဆိုပါတော့ကြက်တိုက်ရင်ငင်းခုန်တန်းတွေကြောင့်ဂျပန်တွေမိသွားလေရောဂျပန်တွေကလည်းရက်ရွာဆုံပြီးစစ်တိုက်ထွက်ရတော့သူတို့ရက်ရွာမှာလည်းကြက်တိုက်တဲ့ဒလေးရှိတယ်ပြောတယ်ဖြစ်ချင်တော့ဂျပန်တပ်ကိုဦးစီးတဲ့ဗိုလ်ကြီးကိုယ်တိုင်ကကြက်တိုက်ဝါသနာနဲ့ဆိုတော့ရောက်လေရကြက်တကားကားနဲ့ပေါ့ဒီတော့ရွာသားတွေနဲ့ပွဲတဲ့လေရောကြီးခေါ်တော့ဂျပန်တွေနိုင်ရင်သူတို့တောင်းဆိုတာပေးရမယ်ရွာသားတွေနိုင်ရင်ရွာသားတွေတောင်းဆိုတာလုပ်ပေးမယ်ဆိုပြီးကတိပြုကြတယ်ဒီလိုနဲ့သဘောတူကြပြီးပြိုင်ပွဲကို၃ပွဲပြတ်တဲ့စီစဉ်ကရက်နေငယ်ပေးပြီးချင်းဆိုကြတော့တာပေါ့ချင်းဆိုတဲ့ပထမတစ်ရက်မှာဂျပန်ဘက်ကလည်းကြက်ရှည်ရွေးထားကြပေမဲ့အိမ်ကွင်းဖြစ်နေတော့ဂျပန်ဘက်ကရှုံးသွားလေရောပေါ့ဒီလိုနဲ့ဒုတိယပွဲမှာအထာနဲ့လာတဲ့ဂျပန်ကနိုင်သွားပြန်တယ်ဒီတော့ရွာသားတွေလည်းစိတ်ပူနေကြရောနောက်ဆုံးပွဲကအဆုံးဖြတ်ပွဲဆိုတော့ကြက်တိုက်မဲ့ရက်ကိုရင်တထိတ်ထိတ်ဆောင်မျော်ရင်းတနေ့တော့တိုက်ဖို့မွေးထားတဲ့ကြက်ချန်နာကမူဆိုးအိမ်ကလာတာတကောင်ဖမ်းမိထားတာမူဆိုးလဲခြိထားတာကြလို့လက်ရအညောင်းမိနေမှာဆိုလို့တိုက်ဆိုင်ခဏလွတ်ထားတာလာရလဲမူဆိုးမရှိခိုက်တစ်ဖက်ချံကိုကူးပြီးတိုက်ဖို့မွေးထားတဲ့ကြက်ကိုစားသွားလေရောကြက်ပိုင်ရှင်လဲအဲ့မြင်ကွင်းကိုကြည့်ကလက်မှန်ကျသွားရောယောက်ျားဖြစ်သူလက်မှန်ကျနေတာမြင်တဲ့ကြက်ပိုင်ရှင်မိန်းမကဘာဖြစ်နေတာလဲမေးတာတော့ယောက်ျားဖြစ်သူကတိုက်ဖို့ကြက်မရှိတော့ကြောင်းပြောပြတော့မိန်းမဖြစ်သူကအဲ့ဒါရှင်းချက်ဖမဟုတ်ဘူးလားဟုလရကိုလက်ညှိုးထိုးပြခိုက်ယောက်ျားဖြစ်သူလည်းအကြံတစ်ခုရသွားတာပေါ့နောက်တနေ့မနေ့ကျက်တိုက်တဲ့ရက်ရောက်တော့ဂျပန်ကျက်နဲ့မြန်မာကျက်ခုတ်ဖို့ပြင်ကြတာပေါ့နောက်ဆုံးပွဲဆိုတော့ပွဲကစီကားလျက်ပေါ့ပွဲလဲစရောသူကိုကိုပေါင်းနဲ့အလူးလဲပဲပေါ့ခဏကြာတော့ဂျပန်ကျက်ကလဲကျသွားလေရောလဲကျချင်းဂျပန်ဘက်ကကျက်ကောက်မဲ့ကျန်မြန်မာဘက်ကကျက်ကဂျပန်ကျက်ကိုထိုးစိတ်စားတောက်နေတာမြင်တော့ဂျပန်တွေလည်းထိတ်လန့်သွားတာပေါ့ဂျပန်တွေကပြောတယ်ဒီလိုရဲရင်တဲ့ကျက်မျိုးတစ်ခါမှမမြင်ဘူးတဲ့ဒီလိုနဲ့မြန်မာဘက်ကနိုင်သွားတော့ရွာသူကြီးကတောင်းဆိုတာကဂျပန်တွေရွာကိုလွတ်လပ်လွတ်ပေးဖို့ပေါ်ဂျပန်တွေလည်းကြီးပြူစွာသဘောတူရင်ဒီလိုနဲ့ပြန်ခါနီးဒီလိုရဲရင်တဲ့ချက်ကိုမျိုးလိုချင်လို့ဘလောက်ပေးရရောက်ပါဆိုပြီးဂျပန်တွေတက်မဆုတ်ခင်တောင်းဝဲသွားလေရောဝဲပြန်လာတဲ့နေမှာပဲကြက်ကအစာမစားတော့ဂျပန်တွေလည်းခွတ်ထားတဲ့အချိန်ကြောင်းပင်ပန်းလို့အစာမစားသေးတာထင်နေဆိုပြီးပြန်လာကြတာပေါ့ဒီလိုနဲ့အစာမစားတာရက်တွေတဖြည်းဖြည်းကြော်လာတော့တနေ့ကြက်ကြီးကတည်သွားတာပေါ့အဲ့လိုနဲ့ဂျပန်ကြီးကတွေးတယ်မြန်မာချက်တွေကရဲရင်ယုံတာမကဘူးတစ္ဆာလည်းရှိကြတယ်တခင်ပြောင်းလိုက်တာနဲ့အစာငတ်ခံပြီးမိမိကိုယ်စတေးကြတယ်ဆိုပြီးမိန်ကုန်းတစ်ခုမှပါပြောကြတာပေါ့ခက်တာကဂျပန်တွေမတိလိုက်တဲ့အရာတစ်ခုကမြန်မာတွေဘက်ကနောက်ဆုံးပွဲထုတ်လိုက်တာချက်မဟုတ်ပဲလင်းတက်ဖြစ်နေတာကိုပဲလင်းတက်ကအသားစားကောင်လေးဆန်တွေအစားချောက်တွေကျွေးတော့လင်းလာလဲတည်လေရောအဖိုးလဲပြုံးလျက်ပြောပြနေတော့မင်းနှစ်ယောက်လဲဦးတက်အောင်ရဲကြတာပေါ့ဒါတော့မသေးခင်တရက်မှာဂျပန်ဗိုလ်ကြီးကလင်းနာကိုမေးလိုက်သေးတယ်မြန်မာပြည်ကိုလွမ်းလို့လာတဲ့